ကျွန်တော်ရွာအတွက်လိမ္မော်တီးပေါင်နှစ်တန်းရောက်ထွက်အောင်ကူညီပေးခဲ့ပေမဲ့သူတို့ကတော့ကျွန်တော်ကိုတွေးအေးလုံးနဲ့မတမာတဲ့ငွေတွေရှာနေတယ်လို့ဆွဆွဲကြတယ်လိမ္မော်တီးတွေကိုကျွန်တော်စီရောက်မဲ့အစားပုတ်တာခံမဲ့တဲ့လေဒါနဲ့နောက်နှစ်မှာကျွန်တော်သူတို့ကိုမကူညီတော့ပဲအနီးနားကရွာတွေကိုလိမ္မော်တီးရောက်ရအောင်ကူညီပေးလိုက်တာသူတို့တွေအများကြီးမြတ်သွားကြတယ်တနေ့တော့ရွာသားတွေကျွန်တော်အိမ်ရှိမှာစုယုံနေတာကိုတွေးလိုက်ရတယ်ဘာလို့အပြင်မှာရက်နေကြတာလဲအထဲမဝင်ကြဘူးလားဒီနှစ်အတွက်လိမ္မော်တီးဝယ်ယူမဲ့စာချုပ်ရောက်နေပြီအထဲဝင်ပြီးလာနာထောင်ကြလေကျွန်တော်စာချုပ်ကိုထုတ်ပြီးပြုံးလေးမြောက်ပြလိုက်တယ်ဒါပေမဲ့ဒုတိယဦးလေးကရုတ်တရက်မတ်တက်ရက်လာပြီးကျွန်တော်ကိုလက်ညှိုးထိုးကအော်ပါတော့တယ်ရှန်လင်မင်းလိုကျေးဇူးကမ်းတဲ့ကောင်အားလုံးရဲ့ချွေးနှဲစာတွေကိုပြန်ပေးစမ်းသူအဲ့ဒီလိုပြောလိုက်တာနဲ့လူအုပ်ကြီးကကျွန်တော်ကိုဝိုင်းသွားကြတယ်အကုန်လုံးကတပြိုင်တည်းအော်ဟစ်ပြီးကျွန်တော်ကိုခွင့်လွှတ်လို့မရတဲ့လူဆိုးကြီးတယောက်လိုသဘောထားနေကြတယ်ကျွန်တော်ခင်ဗျားတို့ရဲ့ချွေးနှဲစာတွေကိုဘယ်တော့မှခိုးယူဘူးလို့လဲဟန်ဆောင်မနေနဲ့မင်းကလိမ္မော်တီးကိုတစ်ပေါင်$5နဲ့ဝယ်ပြီးတစ်ဖာကို$89နဲ့ရောင်းတယ်လေတစ်ဖာကို9ပေါင်ကျော်ရှိတယ်မင်းငါတို့စီကနေတစ်ပေါင်ကို$10အမြတ်ထုတ်တယ်မင်းမှလူစိတ်ရောရှိသေးရဲ့လားရွာသားတွေကကျွန်တော်ကိုဒေါသတကြီးဆွဆွဲကြတယ်သူတို့စကားတွေအရတယောက်ယောက်ကကုန်းတိုက်ထားမှန်းကျွန်တော်သိလိုက်တယ်နောက်တစ်စက္ကန့်မှပဲနမင်းနှစ်ခုကျွန်တော်ခေါင်းထဲဝင်လာတယ်ယူယူရန်လားဒါမှမဟုတ်တတ်ကြဝန်ပြီးရှုလားသူတို့နှစ်ယောက်လုံးကကျွန်တော်တို့ရွာကကောလိပ်ကျောင်းစင်းတွေပါကွဲရပြီးနောက်အလုတ်အကင်တေချာမရလို့ရွာပြန်ပြီးလိမ္မော်ချန်ဆိုင်တာကိုလာကူညီကြတာရွာသူကြီးတည်သွားတော့ဖောက်တေရှာဖို့ကျွန်တော်နဲ့အတူသူတို့ကိုထည့်ပေးလိုက်တယ်ရွာရဲ့လိမ္မော်တီးလုပ်ငန်းကိုတိုးချဲ့ပြီးနောက်တစ်ဆင့်ကိုတက်လန်းစေခြင်းလို့ပါဒါပေမဲ့အဲ့ဒီနှစ်ယောက်ကဒီအလုံးနဲ့လုံးဝမကိုက်ညီဘူးဖောက်တယ်တွေနဲ့ညစာစားတဲ့အခါဖောက်တေကအရက်ခွက်မြောက်ပြီးဂုံပြူရင်သူတို့ကမတောက်ဘူးဖောက်တေကဟင်းယူလိုက်ရင်စားပွားဘဲကိုလှည့်ပစ်လိုက်ပြီးအစိတ်တက်နေတဲ့စီးပွားရေးယဉ်ကျေးမှုကိုပြင်ဆင်တာပါလို့ပြောတယ်အချိန်တိုင်းကျွန်တော်ကပဲအခြေအနေကိုပြန်ဆင်ပြအောင်ဝင်ရှင်းပေးခဲ့ရတာဒါပေမဲ့သူတို့ကကျွန်တော်ကိုကြောချမ်းအောင်လုပ်လိုက်မယ်လို့မထင်ထားခဲ့ဘူးလူအုပ်ကြီးငြိမ်ကျသွားတာကိုမြင်တော့ရွာသူကြီးကကျွန်တော်စီလျှောက်လာပြီးတရွေးထွေးကအော်တယ်မင်းလိုကောင်လေးဘသူပြောတာလဲဆိုတာဂရုစိုက်မနေနဲ့မင်းအကုန်လုံးရဲ့ပတ်စံတွေကိုအိတ်ကက်ထဲထည့်ခဲ့လားမထည့်ခဲ့ဘူးလားအဲ့ဒါပဲပြောစမ်းအဲ့လိုတော့မရဘူးလေကျွန်တော်ရှန်လင်းမှာဖုံးကွယ်ထားစရာဘာမှမရှိဘူးကျွန်တော်ကအိမ်သားတွေကညစ်ပတ်နေတဲ့တုတ်ချောင်းမဟုတ်ဘူးဗျာကျွန်တော်အဲ့ဒီလိုပြောလိုက်တာနဲ့ယူယူရန်ရဲ့ဆူးရှာတဲ့အတန်ကလူအုပ်နောက်ကနေထွက်လာတယ်ရှန်လင်းမင်းဘသူကိုအိမ်သားတွေကတုတ်ချောင်းလို့ပြောတာလေမင်းငါတို့ပတ်စံတွေမယူဘူးလို့ပြောရဲသလားသူတို့နှစ်ယောက်ကလူအုပ်နောက်ကနေတရားတေဆရာကြီးတွေလိုဟန်နဲ့ထွက်လာကြတယ်ငါတို့ရွာကတစ်နှစ်ကိုလိမ္မော်တီးပေါင်2တန်းလောက်ထွက်တယ်မင်းကတစ်ပေါင်ကို$10အမြတ်တင်တယ်အဲ့ဒါတစ်နှစ်တည်းတင်တန်း20ပဲ3နှစ်ဆိုရင်တန်း60အားလုံးကသူတို့ရဲ့လိမ္မော်တီးတွေအတွက်မင်းကိုယုံကြည်ခဲ့ကြတာမင်းဒီလောက်တွေးအေးမယ်လို့ဘသူကသိမှာလဲသူတို့နှစ်ယောက်ကအချိတ်ဆက်မိမိနဲ့လူအုပ်ကြီးကိုဆွပေးလိုက်တယ်ကျွန်တော်ကိုလောဘကြီးပြီးတွေးအေးတဲ့ကုန်တယ်တယောက်ဖြစ်ပုံဖော်လိုက်ကြတာကျွန်တော်ဒေါသထွက်လုံးလို့မျက်လုံးတွေหนีရဲလာတယ်သူတို့ကိုကျွန်တော်တိတ်ကောင်းကောင်းဆက်ဆံခဲ့တာဒါပေမဲ့ကျေးဇူးကမ်းပြီးကြောချမ်းမဲ့သူနှစ်ယောက်ကိုမွေးမြူမိတယ်လို့ဖြစ်သွားတယ်ငါကမနဲ့စောစောထွက်ပြီးညမိုးချုံမှအိမ်ပြန်လာရတာဖောက်တယ်တွေနဲ့အလုပ်လုပ်နေရလို့ပါအဲ့ဒါကိုမင်းတို့ကမျက်ကန်းနေကြတာလားကျွန်တော်အဲ့လိုပြောတာကိုကြားတော့ယူယူရန်ကလှောင်ပြုံးပြီးရွာသားတွေပဲလှည့်ပြောတယ်ဘာဖောက်တယ်တွေလဲမြို့ထဲကအစည်းအကြီးဆုံးတဲ့ဆိုဟုတ်တော့မှတစ်နက်ကို$2000 3000တန်တွေကြီးပဲမင်းအဲ့ဒီမှာနေတိုင်းစားနေတာလေးမောင်းထိုင်းမြို့ထဲအရက်က3000တောင်တန်တာကိုအလကားရတယ်လို့မျိုးတောက်နေတာညဘက်ဆိုလဲမိမရှာဖို့ကလပ်တွေသွားသေးတယ်အဲ့ဒီနေရာတွေကညစ်ပတ်တယ်မင်းတခုခုကူးဆက်ခံထားရပြီးတော့ကိုမတိတာဖြစ်နိုင်တယ်သူတို့ကတယောက်တည်းကျွန်တော်ကိုတိုက်ခိုက်ကြပြီးပိုဆိုးလာတယ်သူတစ်ပါးစီကကစားနေတဲ့ကပ်ပါကောင်တကောင်လိုပုံဖော်နေကြတယ်ကျွန်တော်ဘလောက်ပဲရှင်းပြဘယ်သူမှနားမထောင်ကြဘူးရွာသားတွေလမ်းလွှဲနေတာကိုမြင်တော့ကျွန်တော်အတန်ကြဲနဲ့လူအုပ်ကြီးကိုလွှမ်းမိုးအောင်ပြောလိုက်တယ်ခင်ဗျားတို့ပြောလို့ပြီးပြီလားရွာသားတွေတဖြည်းဖြည်းငြိမ်သွားပြီးအတန်တန်မှမထွက်တော့ဘူးအဲ့ဒီအခါမှကျွန်တော်စပြောတယ်ခင်ဗျားတို့ကိုတခုမေးမယ်တစ်ပေါင်$5ဆိုတာဒီနားတစ်ဝိုက်မှာအမြင့်ဆုံးဈေးဟုတ်လားမဟုတ်ဘူးလားကျွန်တော်ခင်ဗျားတို့ကိုဈေးနှိမ်ခဲ့ဘူးလားအားလုံးကတယောက်ကိုတယောက်ကြည့်နေကြပြီးဘယ်သူမှတခုံးမှမဟာရဲကြဘူးတကယ်တော့ကျွန်တော်ပေးတဲ့ဈေးကအမြင့်ဆုံးဖြစ်နေပြီလေကျွန်တော်ကအကောင်းဆုံးဈေးပေးုံနဲ့မကဘူးအကြီးသေးရွယ်စားကိုလည်းဂရုမစိုက်ဘူးကြီးသေးအကုန်ဝယ်ပေးတယ်ဒီနားတစ်ဝိုက်မှာဘသူကအဲ့ဒီလိုလုပ်ပေးမှလဲအဲ့ဒီနှစ်ကလိမ္မော်တီးတွေရောက်မထွက်တော့ရွာသူကြီးကလူတွေခေါ်ပြီးကျွန်တော်အိမ်ကိုလာတယ်ကျွန်တော်ဝင်မပါချင်ခဲ့ဘူးဒါပေမဲ့ရွာသူကြီးနဲ့ဦးလေးတွေလူကြီးတွေကကျွန်တော်ရှေ့မှာတူးထောက်ခဲ့ကြလို့ကျွန်တော်စူးစမ်းကြည့်ပါမယ်လို့ပြောဖို့ကလွယ်ပြီးရွေးချယ်စရာမရှိခဲ့ဘူးကျွန်တော်ပတ်စံတွေကုန်ခံတယ်လက်ဆောင်တွေပေးတယ်အကူအညီတွေတောင်းခဲ့ရတယ်လောက်ဝက်ကြော်လောက်ဟိုပြေးတီလွှားလုပ်ခဲ့ရပြီးမှယာယီဖောက်တွေတယောက်ကိုရှာတွေ့ခဲ့တာအဲ့ဒီနှစ်ကရွာမှာအယောင်းဝယ်အကျက်တဲကနေလွတ်မြောက်သွားပြီးမိသားစုတွေလည်းအိမ်တစ်လေးတွေစီပြောင်းနိုင်ခဲ့ကြတဲ့ဘဝတွေတိတိတတ်တာကောင်းမွန်လာခဲ့တယ်ဒါပေမဲ့သူတို့ဘယ်ကနေလာခဲ့လဲဆိုတာကိုသူတို့မေးနေကြပြီလေဘာတွေလာပြောနေတာလဲတစ်ဖာကို89နဲ့ရောင်းရရင်မင်းငါတို့ကို89ပေးတင်တာပေါ့ကိုလူတွေစီကနေဘလို့လုံးအမျက်ထုတ်ရတာလဲကျွန်တော်ဒေါသထွက်လုံးလို့ရေတောင်ရေချင်သွားတယ်ချင်းမင်းဆက်ကြဆုံးသွားတာကြားလာပြီဖြစ်ပေမဲ့ဒီလူတွေရဲ့ခေါင်းထဲမှာတော့ကျစ်ဆန်မီတွေရှိနေတုံးပဲစီရှီမီဖျားကြီးတောင်သူတို့လောက်အခွင့်အရေးယူမှာမဟုတ်ဘူးကျွန်တော်တတိငိမ့်ငိမ့်နဲ့လက်တစ်ချောင်းထောင်ပြပြီးဖြည်းဖြည်းချင်းပြောလိုက်တယ်မှန်ပါတယ်ကျွန်တော်တစ်ဖာကို89နဲ့ရောင်းတယ်ဒါပေမဲ့အလုပ်သမားကတွေပေးရတယ်လေလက်ဆောင်ဘူးတွေကပတ်စံပေးရတယ်တဲယူပို့ဆောင်ရေးစရိတ်ကပိုတောင်များသေးတယ်လိမ္မော်တီးတိုင်းကိုတစ်ဖာ$89နဲ့ရောင်းလို့ရမယ်ထင်နေလားအဲ့ဒီလိုပြောပြတာနဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့တယောက်မှပြန်မပြောရဲကြတော့ဘူးပြီးတော့ကျွန်တော်ဆက်ပြောတယ်တစ်ဖာကို$89နဲ့ရောင်းလို့ရတယ်ဒါပေမဲ့အတီးက130 gram ကျော်မှရတာအဲ့ဒီလိုအတီးမျိုးကတစ်ချမ်းလုံးမှာ30တောင်မပြည့်ဘူးသေးတဲ့အတီးတွေပျက်စီးနေတဲ့အတီးတွေအတွက်ဘယ်သူကစဉ်းစားပေးမှလဲကျွန်တော်အတွက်တော့ပထမနှစ်ခင်ဗျားတို့အတွက်အတီးရောင်းပေးတော့ကကျွန်တော်မိသားစု$180သူညရှုံးခဲ့တယ်ခင်ဗျားတို့တွေကတယောက်ယောက်ကျွန်တော်ကိုတပြားတစ်ချက်များပြန်ပေးဘူးလားပထမနှစ်ကရှုံးသွားပြီးတဲ့နောက်ကျွန်တော်ရွာသူကြီးနဲ့စကားပြောခဲ့တယ်အဲ့ဒီတုန်းကသူတို့ကတိပေးခဲ့တာကဒီနှစ်အတီးတွေရောင်းရသွားရင်အားလုံးဝိုင်းပြီးကျွန်တော်အရှုံးကိုကာမိအောင်လုပ်ပေးမယ်တဲ့အဲ့ဒီအချိန်ကကျွန်တော်မစ္စတာဝန်နဲ့အဆက်အသွယ်ရနေပြီဆိုတော့အတီးရောင်းရဖို့မခက်ဘူးထင်ပြီးသဘောတူခဲ့တာဒါပေမဲ့နောက်နှစ်မစ္စတာဝန်စီသွားတွေ့တဲ့အခါသူကဒီအလုပ်ကနေထွက်သွားပြီဆိုတာလုံးဝမထင်ထားခဲ့ဘူးဒါပေမဲ့အရင်ကအတီးကျွန်းဖြစ်ခဲ့လို့သူကစူပါမားကတ်ကွင်းဆက်တစ်ခုရဲ့မန်နေဂျာနဲ့မိတ်ဆက်ပေးခဲ့တယ်သူပေးတဲ့ဈေးကတော်တော်လေးကောင်းပြီးကျွန်တော်တို့စကားပြောရတာလည်းအဆင်ပြေခဲ့တယ်ဒါပေမဲ့ဈေးနှုန်းအတီးပြရမယ့်အချိန်ရောက်တော့သူ့လေတန်းပြောင်းသွားတယ်ရှမ်မင်းရဲ့လိမ္မော်တီးတွေကကောင်းပါတယ်ဒါပေမဲ့ငါစဉ်းစားဖို့လိုသေးတယ်ဘာကြောင့်လဲလို့စဉ်းစားမရဖြစ်နေတော့မစ္စတာဝင်ကကျွန်တော်ကိုအပြင်ခေါ်သွားတယ်ရှမ်လင်မင်းကတိတ်ရိုးတာပဲမစ္စတာဆန်းကဝန်ထမ်းတယောက်ပဲလေဘသူအတီးကိုဝဲအတီးဝဲတာပဲဟာအကျိုးမြက်လေးနည်းနည်းမှမရပဲဘာလို့မင်းအတီးကိုရွေးရမှာလဲမစ္စတာဝင်ပြောလို့ရင်းကို
ကျွန်တော်နားလေလိုက်တယ်ဒါနဲ့ထူထဲတဲ့စာအိတ်တဲ့အိတ်ကိုတိတ်တဆိတ်ပြင်ဆင်ပြီးမစ္စတာဆန်းရဲ့အိတ်ကက်ထဲထည့်ပေးလိုက်တယ်ထင်တဲ့အတိုင်းပဲမစ္စတာဆန်းရဲ့သဘောထားချက်ချင်းပြောင်းသွားပြီးကျွန်တော်အတွက်စာချုပ်ကိုဝမ်းသာအားရထုတ်ပေးပါတော့တယ်ရုပ်ရှင်ရီကတ်တွေအတွက်ဖော်လို့လုပ်ထားပါ